မေလ2ရက်နေ့ပြင်သစ်ကမ်းခြေမှာပေါ်ဖော်တယောက်ရေကူးနေတုန်းရေထဲမှာထူးဆန်းတဲ့ပူပေါင်းတွေနဲ့ကောင်းကင်မှာဝဲကရက်လိုလည်နေတဲ့တိမ်တွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်အိမ်ပြန်ရောက်တဲ့အခါမိဖို့ချောင်းကရေပိုက်ခေါင်းပြတ်နေလို့သူနဲ့သူသမီးလေးမီယာမိုင်ယာတို့မြေအောက်ခန်းထဲကရေနွေးအိုးကိုသွားပြင်ကြပါတယ်။အဲ့ဒီမှာပေါ့ကပင့်ကူတကောင်ကိုတွေ့ပေမဲ့တတဝါလေးတွေဟာအကျိုးပြုတယ်ဆိုပြီးမတက်ပဲလွှတ်ထားပေးခဲ့ပါတယ်။မေလ9ရက်နေ့မှာတော့ပေါ်ဟာထူးထူးခြားခြားနိုးထလာပြီးသူ့ရဲ့အင်ဂျီတွေကလက်မောင်တွေမှာရှည်နေတာကိုသတိထားမိလာပါတယ်။သူ့သမီးကိုပုံပြင်ဖက်ပြဖို့ညင်းဆိုမိယာကနေဇနီးဖြစ်သူ Alex Aglis နဲ့စကားများခဲ့ကြပါတယ်။မေလ9ရက်နေ့မှာတော့ပေါ်ဟာတိတိတတ်တာပုံဝင်သွားတာကြောင့်ဆရာဝန်နဲ့သွားပြပါတယ်။အရင်ကအရက်6ပေ180ခန်းရှိရာကနေအခု9ပေ6လက်မ186ခန်းပဲရှိပါတော့တယ်။ဆရာဝန်ကအသက်ကြီးလာလို့ပြောပေမဲ့ပေါ်ကတော့မယုံကြည်ပါဘူး။မေလ20ရက်နေ့မှာတော့သူဟာဇနီးဖြစ်သူထက်တောင်ပူသွားပြီးအရက်15စင်တီမီတာခန့်နဲ့ကို4ချိန်10ကီလိုခန့်ရောကျသွားပါတယ်။ဆရာဝန်တွေကလည်းအဖြေရှာမရပဲသူဟာစက်တိုက်သေးငယ်သွားဦးမယ်လို့ခန့်မှန်းကြပါတယ်။ဇွန်လ30ရက်နေ့မှာတော့ပေါ်ဟာဖုန်းတစ်လုံးစာလောက်ပဲရှိပါတော့တယ်။အိမ်မှာမွေးထားတဲ့ကြောင့်တိုဖူးထော်ဖျူကသူ့ကိုအစာဟောင်းဖြစ်ချောင်းမြောင်းလာပါတယ်။စီးပွားရေးခက်ခဲကြောင့်အဲလစ်ကအိမ်ကိုရောင်းဖို့လုပ်တဲ့အခါပေါ်နဲ့စကားများကြပြီးအဲလစ်ရဲ့အော်တန်ကြောင့်တောင်ပေါ်ဟာလွင့်စင်သွားမတက်ဖြစ်ခဲ့ရပါတယ်။ဇူလိုင်လ30ရက်နေ့မှာပေါ်ဟာပလင်းစို့ခေါ်တစ်ခုစာလောက်ပဲရှိပါတော့တယ်။ကြောင်တိုဘူးရဲ့လိုက်လံတိုက်ခိုက်မှုကြောင့်ပေါ်ဟာမြေအောက်ခန်းထဲကအမှိုက်ပုံးထဲကိုပြုတ်ကျသွားပါတယ်။အဲလစ်ကပေါ်ကိုရှာမတွေ့တော့ပဲကြောင်ကစားလိုက်ပြီလို့ထင်ပြီးစိတ်ပြက်လက်ပြက်ဖြစ်သွားပါတယ်။ပေါ်ဟာမြေအောက်ခန်းထဲမှာတယောက်တည်းကြံရစ်ပြီးအသက်ရှင်ဖို့အတွက်ပရွက်စိတ်တွေနဲ့အစားအစာလူစားရတာပင့်ကူနဲ့တိုက်ခိုက်ရတာတွေကိုရုန်းကန်ရပါတယ်။သူဟာအရန်သေးငယ်သွားတာကြောင့်လူတွေရဲ့စကားပြောတန်တဲ့ခြေတံတွေဟာသူ့အတွက်ငလင်လှုပ်တယ်လို့မိုးကြိုးပစ်တယ်လို့မျိုးနားမခံနိုင်အောင်ဖြစ်လာပါတယ်။ဩဂုတ်လ9ရက်နေ့မှာတော့ပေါ်ဟာပရွက်စိတ်တကောင်ထက်တောင်သေးငယ်သွားပြီးသတင်းပေါက်ကချင်းလုံးစကားပေါက်ကနေအပြင်ဘက်ကိုထွက်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာတဘာဝတရားကြီးထဲမှာသေးငယ်လုံးနဲ့တတဝါလေးအဖြစ်နဲ့ကျယ်တွေကိုကြည့်ရင်သူ့သမီးလေးကိုသတိရနေပါတော့တယ်။